second တသမရှစ်အဲ့ဆိုရင်ဒီမှာလဲ second တသမရှစ်ကိုရှစ်ထီကိုမှတ်ပေးမယ်လူပိုတဲ့ဥစ္စာဒီကနေပိုတာနှစ်ခွဲပိုရင်ဒီမှာနှစ်ခွဲပြန်လာထပ်ပေးမယ်နှစ်ခွဲတစ်ခါကြလဲနှစ်ခွဲရမယ်ဒါပေမဲ့ပြန်တဲ့တယောက်ကအတိုင်းချင်းမတူတဲ့အတွက်တချို့လူတွေကကျတော့2လောက်ရတယ်တချို့ကျတော့လဲ3လောက်ရတယ်နော်အဲ့လိုမျိုးဒီနားမှာကျတော့ကိုယ့်ရဲ့အတိုင်းပုံမူတည်ပြီးတော့လေပြောင်းသွားမှာနော်ပြန်ပြီးဒီလိုထက်မယ်ဒီနှစ်ခုကဒီလိုထက်မယ်နော်ထက်မယ်ဆိုတော့ဒီမှာဒီကူတော့ကဒီကနေစပြီးကြိုက်သွားမှာအဲဆိုရင် F1 F2 ရှေ့ချမ်း1ရှေ့ချမ်း2ဆိုပြီးတော့မှလုပ်လို့ရတယ်ပြီးတော့ဒီကနေပြီးတော့မှဂျိုင်းကညှိပြီးသွားတဲ့အတွက်ဂျိုင်းကိုအကုန်လုံးချုပ်စာထုတ်လိုက်တယ်တစ်ခွဲလေးကြည့်ပဲအကုန်ချုပ်စာထုတ်မယ်ထုတ်ပြီးတော့ဒီနဲ့တိုက်စားပြမယ်နော်တိုက်စားပြပြီးတော့လေရင်းပေါက်ဖောက်ပြမယ်လေရင်းပေါက်က4ဒီဖောက်ကြတော့လေရင်းပေါက်4000လေးနဲ့ဖောက်ပြပြီးမယ်နော်ဒီကနေပြီးတော့နောက်လည်းပြီးဒီအောင်တိုင်းကြည့်ကြည့်မယ်6တသမ2ရှိရဆိုရင်လည်းဒီဘက်မှာ6တသမ2ရှိရမှာဒီကနေပြီးတော့မှဟိုလောက်5လောက်ပဲဆင်းပြီးဒီမှာ5လောက်နော်ဒီကနေဒီထိတ်ကနေဒီထိတ်ဒီ5အဲ့ဆိုရင်ဒီမှာပြန်တိုင်းကြည့်မယ်ကျန်6ရှိရဒီမှာလည်းအဲ့ဆိုရင်ဒီမှာလည်း6ရှိရမယ်ပြန်ပြီးတော့မှမှတ်ပြီးနော်6ရှိနော်အဲ့ဒါဆိုရင်ဒီအောက်ကနေပြီးတော့ဒီရင်လိုင်းကနေပြီးတော့မှ2ခွဲစင်တီမီတာလောက်ကိုဒီလိုလေးခဏတစ်ကြောင်မှတ်ပေးထားမယ်နော်ဒီမြင်လိုက်ရနေ2ခွဲစင်တီမီတာအောက်ကိုချပြီးပြီးတော့ဒီမြင်ရဲ့ဥစ္စာနဲ့ဒီဘက်ကိုဒီလိုလေးခဏဒီလိုလာဆွဲပေးထားမယ်နော်ဒီလိုလေးဆွဲပေးရမယ်ဒီဂျိုင်းကနေပြီးတော့မှဘယ်လောက်ထိဆွဲရမလဲဆိုရင်4စင်တီမီတာပေါ့ဒါမှမဟုတ်လေဒီရှေ့ကနေပြီးတော့မှလောက်လဲရတယ်ဒီရှေ့ကနေပြီးတော့မှ30တသမ2လောက်ထားပြီနော်ထားပြီးပြီးတော့ဒါဒီလိုမျိုး4000ဆိုရင်တော့ဒါရသွားပြီနော်အခုက4000မို့အရှိမနည်းနည်းလေး white ကလေးပြန်ထည့်ခြင်းတဲ့အတွက်ဒီအ white ကလေးကိုဒီကနေပြီးတော့မှဒီအပေါ်ကနေပြီးတော့မှ1စင်တီမီတာ1နဲ့ဒီဟာလေးနဲ့လာထိအောင်ဒီလိုလုပ်မယ် white လေးဒီ white ကလေးနော်ဒီလို white ကလေးအားရပါပြီနော်ဒါ1နဲ့ဒီအရှိမထက်တယ်ဆိုရင်1ခွဲလေးဒီကနေပြီးတော့မှဒီထိတ်ကလေးကိုဒီလိုမျိုးလေးထားပြီး1ခွဲထက်တာအခုကတော့ဒီလေတွင်းပေါက်ကနည်းနည်းလေးကျတဲ့အတွက်2လောက်ထက်ပြီနော်ဒီ2စင်တီမီတာဒီလိုမျိုးလေးလာပြီးတော့ဒီနှစ်ခုဒီလိုထက်မယ်ဆိုတဲ့ဥစ္စာအမှပြပြီးတော့နော်အဲ့ဒါပြီးသွားပြီဆိုရင်ကက်ကြီးနဲ့ဒီမှာဒီကနေပြီးတော့မှကိုက်ထုတ်ပြလိုက်နော်ဒီထိတ်လေဒီဓာတ်ကိုကိုက်ပြရမှာနော်ကက်ကြီးနဲ့ကိုက်ပြီးသွားပြီဆိုရင်ဒီဟာကိုထပ်မယ်ဒီမှာစက်ကိုဒီထိတ်ထိခောက်ချပြလိုက်ခောက်ချပြပြီးတော့မှဒီဘက်ကိုလာထပ်မယ်နော်ဒီကနေဒီကိုလာထပ်မယ်နော်ဒီကနေဒီအပေါ်ကိုလာထပ်မှာမဟုတ်ဘူးနော်ဒီကနေပြီးတော့မှဒီကိုလာထပ်မယ်ဒါထပ်ပြီးဒါပြီးသွားရှေ့ချမ်းဒါဆိုဒီဘက်ကိုရှေ့ချမ်းနှစ်ကပြီးသွားဒီဘက်ကိုတစ်ခွဲချုပ်စာထုတ်မယ်အောက်ခြေကိုတစ်ခွဲချုပ်စာထုတ်မယ်နော်ထုတ်မယ်ပြီးတော့ဒီမှာဒီအရှိချမ်းကဒီကနေထပ်မယ်ဆိုရင်ဒီမှာဒီကနေအောက်ကနေပြီးတော့ဒီမြင်းအောက်ကနေပြီးဒီအပေါ်ကိုထပ်မှာနော်ဒီအောက်ကဒီရဲ့အပေါ်ကနေပြီးတော့မှဒီဟာကိုလာထပ်မှာမဟုတ်ဘူးဒီဘက်ကနေပြီးတော့မှဒီဘက်ကမြင်းအောက်ခြေရဲ့မြင်းကနေပြီးတော့မှဒီဘက်အပေါ်ကိုဒီလိုလာထပ်ပေးမယ်အဲ့ဒါကိုပြန်ပြီးတော့တိတ်နဲ့ထိတ်ထိဒါနဲ့
ကောက်ပြီးသွားပြီဆိုရင်ဒီမှာဒါလေးကမညီရဲ့အတွက်ပြန်ပြီးတော့ညှိရမှာမှာတော့ပြန်ပြီးညှိမယ်ဆိုရင်ဒီမှာဒါလေးနဲ့ဒီဟာလေးနဲ့ဒီလိုလေးတက်ပြီးညှိမယ်ပြီးတော့ဒီနားလေးရဲ့ရင်ဘက်ကလည်းဒီလိုမျိုးစောင်းသွားအဲ့လိုမျိုးမစောင်းသွားခြင်းဘူးအဲ့လိုမျိုးဖြစ်သွားတယ်ဒါထက်လိုက်တဲ့အတွက်ဒီရဲ့ဥစ္စာလွဲသွားရဆိုရင်ဒီဘက်မှာတစ်ခွဲလောက်အမှပြန်ထုတ်ပြီးဒီဘက်ကနေတစ်ခွဲစင်တီမီတာအတွင်းနဲ့ဒီလိုမျိုးလေးပြန်ဒီဘက်ကိုအပြင်ဘက်ကိုပြန်ဝင်ပြီးတစ်ခွဲနဲ့ဒီမှာဒီမြင်းနဲ့ဒီမှာဆက်မယ်နော်အဲ့ဆိုရင်ဒါရတာချုပ်စာထုတ်မယ်ဒီမှာဒီနော်ချုပ်စာထုတ်ပြီးသွားပြီဆိုရင်ဒီမှာတိုင်းမယ်လက်ပင်ပေါက်လေးဖြစ်သွားတယ်နော်။ဒါပြီးဆိုရင်သူကဒီဘက်ကိုတစ်ခွဲ60 cm ထုတ်မယ်ဒီမှာလည်းတစ်ခွဲ60 cm ထုတ်မယ်ပြီးဒီနားလေးမှာနည်းနည်းလေးပြန်ညှိရမယ်ပြပေးမယ်ခဏလေးနော်ချုပ်စားတယ်တိတ်နေအောက်ခြေရတစ်ခွဲထုတ်လို့ရတယ်ဒီရဘေးကဥစ္စာဒီမှာသူကထပ်လိုက်တဲ့အတွက်ဒီနားမှာနည်းနည်းလေးလွဲတာရေကူးတော့ကအဲ့ဒါကြောင့်ကိုကနည်းနည်းလေးပြန်ညှိရမယ်ဒီလိုမျိုးဒါနဲ့နော်အဝိုက်နောက်ဆုံးဝိုက်ဖြစ်တယ်အဲ့ဒါဟိုမှာရနေပြီးတော့မှတစ်ခွဲနောက်ဆုံးမြင်းထုတ်တဲ့ဥစ္စာကိုပဲထုတ်ရမယ်နော်တစ်ခွဲဒါပြီးဆိုရင်စပ်ကြိုက်တဲ့ချင်းလက်ကိုမှအပေါ်ဖောင်းလာရပြီးတော့လက်ကအောက်ဖောင်းပြီးအစီးလေးနဲ့ဥစ္စာပြပြီးမယ်နော်ဒီမှာက2 cm ဒီဘက်မှာသူ့ရဲ့လက်အရှိက16ရှိလက်အရှိက16မှတ်ပြီးမယ်16မှတ်ပြီးသွားပြီဆိုရင်လက်ဝါက30ရှိရတဲ့လက်ဝါက30ကို2နဲ့ဆိုင်ရင်လက်ဝါတစ်ဝက်တော့15အဲ့ဒါပြီးတော့ဒီထိပ်မှာ30 cm အထဲကိုဝင်ပေးပါ30 cm ဝင်ပြီးသွားပြီဆိုရင်ဂျိုင်းကမတို့ချိန်ကြီးက40နဲ့တမခုဂျိုင်းကိုအစားနဲ့အနုတ်တစ်40နဲ့တမခုအစားနဲ့အနုတ်တစ်20တမ3ထိရနာလေးထိကိုတိုက်ထောင်ပေးပါ20တမ3ထိရထိတိုက်ထောင်မယ်နောက်ပြီးဒီဟာနဲ့ဒီဘက်နဲ့ဒီလိုမျိုးလေးဆက်မယ်ဆက်ပြီးသွားပြီဆိုရင်ဒါကို3ပုံပေးမယ်20တမ3ပုံပေးမယ်အစား6တမခွန်6တမခွန်ဒီမှာဒီအပေါ်မှာ1ခွဲဒါနဲ့ဒီလိုမျိုးလေးလာပြီးတော့မှဆက်ပေးမယ်ဒီမှာဒါလေးလာဆက်ပေးမယ်ဆက်ပေးပြီးတော့ဒီဆိုဒီထိပ်မှာ5 cm အပေါ်ကိုတွန့်ဖို့အတွက်တက်ပြီနော်5 cm တက်ပြီဒီ5နဲ့ဒီဟာနဲ့ဒီထိပ်နဲ့ဒီမှာပေတံဒီလိုမျိုးလေးကန်ဒီလိုလာဆက်မယ်ဆက်ပြီးဒီအောက်က 0.5 လောက်အောက်ကိုချပေးမယ်ချပေးတဲ့ဥစ္စာမြင်းနဲ့ဒီမှာဒီမျိုးလေးလာဆက်မယ်ဒါဆက်ပြီးသွားပြီဆိုရင်ခါတိုင်းဆိုရင်ဒီဘက်မှာ3 cm ချန်တယ်ဒီအပေါ်မှာတစ်ခွဲချန်တယ်အခုကအပေါ်ဖောင်းအောက်ဖောင်းလုံးမှာဆိုတော့ဒီကနေပြီးတော့မှမချန်အောင်ဒီတိုင်းကြိုက်သွားပေးလိုက်နော်ကြိုက်ပြီးသွားပြီဆိုဒီဘက်ကိုတော့ချန်ထားပေးလိုက်ကြိုက်ပြီးဒီလိုမျိုးဖြစ်သွားပြီဆိုရင်ဒီထိပ်ကနေဒီထိပ်ကို 3.5 မီလီလီတကြောင်းသားပေးမယ်ပြီးရင်နောက်ထပ် 3.5 မီလီလီတကြောင်းဒီလိုသားပေးမယ်ပြီးရင်နောက်ထပ်ဒီဘက်မှာလည်း 3.5 ဆိုပြီးမီလီလီတကြောင်းဒီလိုသားပေးမယ်နော်
နည်းနည်းသားပြီးသွားပြီဆိုရင်ဒီကနေပြီးတော့မှကတ်ကြီးနဲ့ဒီထိတ်ကိုမပြတ်အောင်လို့ကတ်ကြီးနဲ့ဒီလိုခဏကြိုက်ထားပြီး3ခုစလုံးကတ်ကြီးနဲ့ကတ်နော်မပြတ်အောင်ကြိုက်မယ်ကြိုက်ပြီးသွားပြီဆိုရင်ဒီမှာလာပြီးတော့မှဟာမယ်ဒီမှာဒီထိတ်မှာဒီလောက်လေးဒီလိုအမိဒီလောက်လေးခဏဒီလိုလေးချပေးထားနော်ချပြီးတော့မှဒီဘက်ဘေးကတစ်ခုအသေးပဲကတ်ထားတာတိတ်နဲ့ကတ်ထားတာနော်ကတ်ထားပြီးတော့ဒီကနေဒီလိုလေးနည်းနည်းလေးဟာမယ်ဆိုရင်သူကဘယ်လောက်ဟာပြီလဲဆို3ခွဲ4လောက်ဟာရင်ရတယ်နော်3ခွဲ4အော်4လောက်ချပြီနော်ဒီဘက်လည်းအတိုင်းပဲ3ခွဲအော်4လောက်ဒီဘက်လည်းအတိုင်းပဲ3ခွဲရော4လောက်ပြီးသွားပြီဆိုရင်လောက်ပြီးသွားပြီဆိုရင်သူကဒီဟာလေးတွေအကုန်လုံးလိုက်ဆက်မယ်ဒီထိန်းနဲ့ဒီအဝိုက်ကလေးနဲ့ဒီလိုလိုက်ဆက်ဒါကိုလည်းအတိုင်းနဲ့လိုက်ဆက်ဒီမှာလည်းလိုက်ဆက်နော်လိုက်ဆက်ပြီးတော့မှဒီဟာကိုလည်းဒီဘောကိုဒီလိုလေးညှိပြီးလိုက်တော့နော်အဲ့ဆိုဒီကနေချုပ်ဆန်ပြီးတော့မှတစ်ခွဲထုတ်လိုက်ရပြီနော်ဒီလက်ကလေးတွေကိုခွဲဟပြီးသွားပြီဆိုရင်ဒီရဲ့ထိတ်ကလေးကိုပြန်ပြီးတော့မှဒီလိုမျိုးလေးပြန်ညှိပြီးမယ်နော်ညှိပြီးတာဥစ္စာအကုန်လုံးကိုတစ်ခွဲတွေခြံပြီးတော့မှကြိုက်ထုံလို့ရပြီဒီအရှိကြတော့ဒီလိုမျိုးထပ်ပြီးတော့မှအစကိုကြိုက်ရမယ်နော်အောက်ခြေကိုတော့ဒီအောက်ခြေကိုတော့ဘဝိုက်လေးလောက်ထားတဲ့အောက်ခြေလေးတွေကြတော့ချုပ်စာ1 cm ထုတ်ရင်ရတယ်။ဘာဖြစ်လို့ဆိုတော့အောက်မှာကအစည်းလေးလုံးမှာအစည်းလေးဆိုတာဒီအပေါ်ကလက်ဒီနားကဖောင်းတယ်အောက်မှာဖောင်းပြီးတော့အောက်မှာလက်အပြားအဖက်လေးနဲ့လုံးမှာပြောတာ။အဲ့ဒါဆိုတော့တစ်ပဲခြံထားရင်ရတယ်။ဟုတ်လား။အဲ့ရပါလက်အပြားအဖက်လေးရဲ့စာကိုဆွဲမျိုးပြောပြမယ်။ဒီကကြတော့ဒီကနေပြီးတော့မှထိတ်ထီကိုဒီဆွဲမယ်တရား2 cm လောက်ဆွဲမယ်ဆွဲပြီးတော့မှဒီထိတ်ကနေပြီးတော့မှဒီလိုမျိုးခဏအပိတ်လုပ်မယ်အပိတ်လုပ်ပြီးတော့မှသူကဘလောက်လက်ပြားဖက်က8 cm ဒီပေါ်ကနေချက်မယ်8 cm လုပ်ပြီးသွားပြီဆိုရင်နော်8 cm လုပ်ပြီးသွားရင်သူ့ရဲ့လက်ဝါးကိုတဝက်ဝက်လက်ဝါးကိုတဝက်ဝက်30တဝက်ဝက်ရင်15နော်15မှတ်ပြီးတော့ဘေးကနေပြီးတော့မှချုပ်စာ3 cm ချမ်းပေးပြီးတော့ဒီဟာကိုကိုက်ထုတ်ပြီးနော်
ကိုက်ထုတ်ပြီးတော့ဒီသွားနေပြီးတော့မှဒီဘက်ကိုချုပ်စာဟနာတစ်ချန်ပြီးမယ်နော်ချုပ်စာတစ်ဒီအောက်ခြေကနေပြီးတော့မှချုပ်စာတစ်ချန်ပြီးမယ်ချန်ပြီးပြီးတော့ဒီချုပ်စာအတိုင်းပဲအကုန်လုံးအပေါ်ထိကိုက်တယ်ဒါလက်အပြားဖက်ရဲဒီမှာဒါလက်ရဒီမှာနော်ဒီလိုအောက်ခြေမှာဒီလိုလာမှာနော်ဒါလက်ပြားဖက်ရဲလက်ရပြီးတော့ဒါရှေ့ချမ်းရဲ့အပေါ်ချမ်းလေးရပြီးတော့ရှေ့ချမ်းအောက်ကစကတ်ဒီမှာနော်စကတ်ကတကယ်လို့နောက်ခွဲခြင်းလည်းခွဲလို့ရတယ်ဘေးခွဲခြင်းလည်းခွဲလို့ရတယ်အမတော့ဘေးခွဲလေးလောက်ခိုင်းတာဆိုတော့ဘေးခွဲမှာဘေးခွဲမဲ့ဆိုရင်ဒီကနေပြီးမှ20 cm 20 cm ထိမှတ်ပြီးချုပ်တဲ့ချိန်ကျရင်ဒါအကွဲထားတာမယ်ဒီနားလောက်ထိပဲချုပ်ရမယ်နော်ဒါစကက်အရှိချင်းနော်ကောင်းရအရှိချင်းဒါလက်ပြီးတော့ဒီမှာနောက်ချမ်းကောင်းရနောက်ချမ်းမှာဒီထိတ်မှာလေပင်ပေါက်ကို10 cm ကိုက်ထုတ်ပြလိုက်မယ်နော်ဒီကိုက်ရမယ်အဲ့ဒါထုတ်စာဒါကိုဒီလိုခောက်ပြီးတော့ဒီကနေပြီးတော့ဒီလိုကိုက်လိုက်မယ်နော်ဒီမှာဒီအချုံလေးရကြတယ်ဒီမှာနော်ဒါဇစ်တက်မဲ့နေရဇစ်ကဒီကောင်းဝင်ဆိုဇစ်က22လက်မလောက်တက်ရင်အဆင်ပြေမယ်နော်အဲ့ဆိုဒါပြီးသွားပြီ